မင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ရွှေသွေးဂျာနယ်တွေကပညာရှိသမီးပြိုဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တခါတုန်းကကုံတယ်လေးဦးဟာကုံသွယ်ဖို့အတွက်ခရီးထွက်လာရာမြစ်ကမ်းဆက်အနီးကရွာတရာစီကိုရောက်လာကြတယ်ဒီကမ်းနားမှာခရီးတစ်ထောင်နားပြီးထမင်းစားကြရအောင်သူတို့ဟာထမင်းဆိုင်ထဲကိုဝင်ပြီးထမင်းစားကြပြီးတဲ့နောက်ကျုပ်တို့မြစ်ကမ်းဆက်ဆင်းပြီးရေချိုးရအောင်ဗျာဒီထုတ်ကိုထမင်းဆိုင်ရှင်စီမှာပဲအပ်ထားခဲ့ကြတာပေါ့မိတ်ဆွေကြီးရေကျုပ်တို့၄ယောက်ပိုင်းနဲ့ဟော်ရီငွေတပြားထုတ်ကိုတင့်စီကိုအပ်ထားခဲ့ပါရစေတခုတော့ရှိတယ်ဒီငွေထုတ်ကိုကျုပ်တို့၄ယောက်စလုံးအတူတူလာယူမှပြန်ပေးပါကောင်းပါပြီဗျာကုံတယ်တို့ဟာထမင်းဆိုင်ကနေထွက်လာခဲ့ကြရာနေအောင်ဗျရေချိုးဖို့ကျုပ်တို့မှာဆက်ပြာမှမရှိပဲဒါဆိုကျုပ်ထမင်းဆိုင်ရှင်စီကပဲဆက်ပြာသွားတောင်းလိုက်မယ်ကုံတဲ့တဦးဟာထမင်းဆိုင်ထဲကိုပြန်ဝင်သွားပြီးမိတ်ဆွေကြီးရေကန်ဆက်မှာရက်ထားတဲ့ကုံတဲ့လီရီစီကကုံနေဝယ်ရအောင်ကျုပ်တို့ငွေထုတ်ကိုပြန်ပေးပါတင်းတို့မိတ်ဆွေ၄ယောက်စလုံးအတူတူလာယူမှငွေထုတ်ကိုပေးပါလို့တေချာမှာထားတာမို့တင်တယောက်တည်းလာယူတာကိုပေးလို့မဖြစ်ပါထိုအခါမှာကုံတဲ့ကခက်လန်းလန်းရောက်နေပြီဖြစ်တဲ့သူ့မိတ်ဆွေ၃ဦးကိုလှမ်းပြောလိုက်တယ်ဟေးဆိုင်ရှင်ကမပေးနိုင်ဘူးလို့ပြောနေတယ်ဗျကုံတဲ့၃ဦးလည်းပြန်អော်ပြောတာပေါ့ပေးလိုက်ပါဗျို့ကျုပ်တို့တာဝန်ယူပါတယ်ထို၃ဦးလည်းရေချိုးပြီးကမ်းပေါ်တက်ကထမင်းဆိုင်နဲ့ရောက်တယ်ဆိုရင်ပဲကျုပ်တို့မိတ်ဆွေကန်းဆက်စီလိုက်မလာပါလားဗျသူ့ငွေထုတ်ယူပြီးထွက်သွားတာပဲဟမ်ဒါဆိုသူကျုပ်တို့ရဲ့ငွေတွေကိုခိုးပြေးပြီနဲ့တူတယ်ဘာဖြစ်လို့ပေးလိုက်တာလဲဗျတင်တို့ပဲပေးလိုက်ပါတာဝန်ယူတယ်ဆိုကုံတဲ့၃ယောက်ဟာထမင်းဆိုင်ရှင်ကိုမကြည်နဲ့လို့ရွာလူကြီးစီကိုခေါ်သွားတယ်။ရွာလူကြီးလည်းအကြောင်းစုံသိရပြီးကိုဝတ်တုတ်တင်ရိုးသားတာကိုကြုတ်သိပါတယ်။ဒါပေမဲ့အခုကိစ္စမှာတင့်ဘက်ကမှားတာပဲ။ဒါကြောင့်သူတို့ရဲ့ငွေတပြား9000ကိုအယော်ပေးလိုက်ပါ။အိုးရွာလူကြီးရဲ့ကျုပ်ကိုတညတာတော့အချိန်ပေးပါ။ကောင်းပြီ။ဒါဆိုမနှက်ဖြန်မနှက်ကျုပ်စီလာပြီးအယော်ပေးလိုက်ပါ။တင်တို့လည်းကျုပ်ရဲ့အိမ်မှာပဲတညတာတဲခုလိုက်ပါသမင်းဆိုင်ရှင်ဟာစိတ်ပြက်လက်ပြက်နဲ့ပြန်သွားရှာပြီးတငငယ်တငိုင်ငိုင်ဖြစ်နေတာကိုသူ့ရဲ့သမီးပြိုလေးကသတိပြုမိသွားတယ်အဖေဘာဖြစ်နေရလဲဒီလိုသမီးရဲ့ဒါဆိုဘာမှမပူနဲ့အဖေမနှက်ဖြန်သမီးတင်ပေးလိုက်တဲ့အတိုင်းသာပြောပါနောက်နေ့မနက်သမင်းဆိုင်ရှင်ဟာရွာလူကြီးရှိမှသူ့သမီးတင်ပေးထားတဲ့အတိုင်းပြောတော့တယ်မိတ်ဆွေတို့တင်းတို့ရဲ့ငွေအိတ်ကိုကျုပ်စီအံ့နံတော့ကတင်းတို့၄ယောက်အတူတူလာယူမှငွေအိတ်ကိုပြန်ပေးပါလို့ဆိုခဲ့တယ်မဟုတ်လားအခုတင်းတို့ငွေအိတ်ကိုတင်းတို့၄ယောက်လူဆောင်တက်ဆောင်ဖြစ်တဲ့အခါလာယူပါကျုပ်ပေးပါမယ်ကျုပ်တို့ငွေတွေခိုးပြေးတဲ့လူကိုလိုက်ရှာဖို့မလွယ်ဘူးဟာဒုက္ခပဲဟုတ်တယ်ကျုပ်တို့၄ယောက်လူဆောင်တက်ဆောင်ဖြစ်ဖို့မလွယ်ဘူးဗျကုံတဲ့၃ယောက်ဟာလက်မိုင်ချသွားရပြီးထမင်းဆိုင်ရှင်လဲငွေဆိုင်ရောရမယ်ပြီးကနေလွတ်မြောက်သွားတော့တယ်တော်ပါသေးရဲ့ညံကောင်းတဲ့သမီးကဲပြီလို့ပဲပုံမြင်လေးကတော့ဒါပါပဲကွယ်